ကိုကြခဲ့ဆိုတော့ကိုမင်းဟင်းကိုကျွန်တော်အများနဲ့ကြတော့တောင်းပန်ရတယ်မရိုက်ခင်တည်းအခုတောင်းပန်ကျွန်တော်တကယ်တည်းဇန်ညုံးမှာဒီလိုမျိုးအရက်တဲ့ပတ်တဲ့ဟာမျိုးမဟုတ်ဘူးဒီတက်ကျန်းတယ်ကျွန်တော်ရိုက်ရမယ်တကယ်တည်းဇန်ညုံးမှာပေါ့နော်အဲ့တော့အခုကိုစော်မိုးနဲ့ကျွန်တော်ကိုသူတက်ပြောအခုကျွန်တော်လောက်ရမှာကိုမင်းဟင်းကြီးနော်ကျွန်တော်ကိုယ့်ရဲ့စီနီယာကြီးလေစီနီယာကြီးကကျွန်တော်ပလင်းနေတယ်ကျွန်တော်ရက်ပလင်းနေတယ်ကျွန်တော်ရိုက်ခေါင်းကိုရိုက်ခွဲပလိုက်တာအဲ့တော့များလားမသိဘူးပေါ့အဲ့တော့ဒီလိုဟာလေးဖြစ်သွားတာပါတကယ်အားနာရတာကျွန်တော်မရက်ခင်ကလေးကသူ့ဟိုဘက်မှာရှိကတော့မရက်ခင်ကလေးကသူ့ကိုကျွန်တော်အကိုရဲ့တောင်းပန်ပါတယ်ကတော့ပါညီလေးမလုံးစရာရှိတာလို့မှန်တယ်သူပြောတာမှန်တယ်သူ့စရာရုပ်ရှင်ရိုက်တာအားနာနေစရာမလိုဘူးရုပ်ရှင်ရိုက်တာအားနာနေလို့မရဘူးဆိုတော့သူ့ character ကို character တွေ loose ဖြစ်သွားမယ်လေအဲ့တော့လုံးစရာရှိတာတော့ပြီးရင်ကျွန်တော်တောင်းပန်မတောင်းပန်ဘူးပြီးမှမဟုတ်ကျွန်တော်မဲခင်ကလေးကကျွန်တော်တောင်းပန်ထားပါတယ်ဟုတ်အဲ့တော့ထိခိုက်တာရတော့မဟုတ်ပါဘူးဒါပေမဲ့ကိုစီနီယာတယောက်လေးဟုတ်စီနီယာတယောက်ပေါ်မှာတော့စီနီယာတယောက်လို့တော့ကျွန်တော်တို့က respect ပေးရမှာပဲဟုတ်ကျွန်တော်လည်းအမနာလည်းလို့ဆိုအမနာလည်းလောက်ရတာပါပဲ